ကျတယ်နော်ဖြူချင်ရညောပါကျွန်တော်ဆိုလို့ရှိရင်တနက်ကိုဟို2ယောက်တစ်လက်ကင်တယ်ကျွန်တော်ကြည့်ဖြစ်ပြီးကျွန်တော်ရဲဘော်တယောက်ကပြစ်တယ်သူညောင်းသူပြစ်လို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြစ်တယ်တစ်လက်ကို2ယောက်ကင်ရတာပေါ့အဲ့ကနေစားခဲ့တာပဲချလို့ရနေရပဲဒီကောင်လေးတွေလူပဲငါတို့လူပဲဒါပေမဲ့ငါတို့စစ်သားတွေဒီပြည်သူဥတီပြီးတော့တိုက်ရတဲ့ပွဲဖြစ်နေတဲ့အတွက်ချမှာပဲဆိုပြီးတော့စိတ်သက်မျိုးမျိုးကိုတန်မောင်မွေးပြီးတော့ငယ်ချင်းတွေနဲ့ဆွတ်ခေါ်ပြီးတော့ပဲဒီလိုပဲချခဲ့ရတာပေါ့နောက်ဆုံးဟိုထူးခြားတာကျွန်တော်မှ9ရောက်ရရှင်9ရောက်ရချတယ်10ရောက်ရှင်10ရောက်ထဲချတယ်အရင်တော့တူမီကန်ပြီးတော့ပြည့်ရတာနဲ့အခုမောင်းမြန်ကန်ပြီးတော့ပြည့်ရတာနဲ့ကတော့အများကြီးကွာတာပေါ့အများကြီးကွာတယ်အခုနောက်ပိုင်းရဲဘော်တွေဆိုလို့ရှိရင်တင်တန်းတက်ပြီးတော့ပြန်ဆင်းလာပြီဆိုတာနဲ့သူတို့မှယူနီဖောင်းပြည့်စုံနဲ့တင်တန်းနဲ့လွေပြီးတော့ဆင်းလာတယ်ကျွန်တော်တို့ခက်ခဲနေဆိုလို့ရှိရင်တော့တခြားစီပေါ့ကွာတာပေါ့အများကြီးတိုးတက်လာမှုရှိတာပေါ့2021တော်လိုင်းရေးအစခံယူချက်တွေချက်ကြော်ခဲ့ရတဲ့အခက်အခဲတွေနဲ့ခုရင်ဆိုင်နေရတဲ့အခက်အခဲပြဿနာတွေကိုဘယ်လိုဖြစ်ကြော်မလဲပြောကြမယ်ငါတို့ဘယ်လိုစားခဲ့ကြလဲအဲ့မှာကျွန်တော်လက်နက်ကင်လမ်းစဉ်ကိုရွေးတဲ့အချိန်မှာတိုးရဲရောက်တဲ့အချိန်မှာဒီတိုင်းသားလက်နက်ကင်နေနဲ့ဟိုပူပေါင်းပြီးတော့စစ်တနန်းကိုသူတို့ကပြီးတယ်ပေါ့အဲ့အချိန်မှာစပြီးခတ်ခဲတာကျွန်တော်တင်တန်းဝင်းကိုကျွန်တော်တို့ဟိုကိုယ်တိုင်ဖောက်ရတယ်ပေါ့ညီယာတွေကျွန်တော်တောင်းရတယ်ဝယ်ရတယ်ဟိုပြီးတော့တင်တန်းဝင်းကိုကိုယ်တိုင်ဖောက်တယ်ကိုယ်တိုင်ဖောက်ပြီးတော့ကိုယ်တိုင်အဲ့မှာခက်ခဲမှုတွေကကြုံတာပေါ့ကြုံပြီးတဲ့နောက်ပိုင်းမှာဒီတင်တန်းဝင်းမှာကြတော့လဲစားနေရိတ်ခါအစအကုန်လုံးကခက်ခဲမှုတွေနဲ့ကြုံရတယ်ဆိုတာဟိုလူကိုအိမ်မှာစားသလိုတော့စင်မပြေဘူးပေါ့အများကြီးကြုံတွေ့ခဲ့ရတဲ့အစားတောက်တွေမှာတချို့ဆိုလို့ရှိရင်အဲ့ချိန်မှာမုတ်ထုတ်ရှိတဲ့လူကဆရာပဲစလိတ်တလိတ်ဆိုလို့ရှိရင်ဟိုတငယ်ချင်းတွေဝိုင်းပြီးတော့တောင်းတရတဲ့အနေမျိုးတွေနောက်ဟိုကိုစားရင်တိုင်းလှုပ်ရှင်နိုင်တယ်ဟိုဝယ်လို့မရတဲ့အခါတွေအများကြီးရှိရပေါ့တောင်မှာအခုဆင်းဝယ်ရရင်လည်းဟိုညာအိတ်ကြာမျိုးတွေသွားနေရတော့ကျွန်တော်ခက်ခဲရတော့ကြုံရတယ်အစားတောက်ပိုင်းပြီးတော့ခက်ခဲကြီးကြုံလာပြီးတော့ကျွန်တော်တင်တန်းဆင်းလာတဲ့အချိန်မှာဒီမပြည့်စုံမှုကစတာကလက်နက်ခဲယံစတာပဲလက်နက်ခဲယံစတယ်ဒီပြောင်းဆင်းလာတဲ့အချိန်မှာယူနီဖောင်းဆိုတာကျွန်တော်တို့တင်တန်းဆင်းခဲ့ရမတွေ့ဘူးသေးဘူးဒီတိုင်းအရက်ဝတ်နဲ့ပဲတင်တန်းဆင်းခဲ့တယ်လက်နက်ခဲယံမပြည့်စုံခဲ့ဘူးဒါပေမဲ့တရင်ကချားခဲ့တယ်တရင်ကချပြီးတဲ့လက်နက်နဲ့ကျွန်တော်တို့အရှိတ်ထွက်လာတဲ့အင်အားတွေကမမျှတော့ကျွန်တော်တို့မှာကိုလုံးထောင်လို့ပါတယ်တူမီတွေပါတယ်ဘာဖြစ်ဖြစ်စစ်ကောင်စီချမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ချမှာပဲဆိုပြီးတော့ဆင်းလာတယ်မြေပြန့်ကိုဆင်းလိုက်ခြင်းမှာဟိုပထမဦးဆုံးစစ်အတွေ့အကြုံရရတာဒီတော့မှာပေါ့ကျွန်တော်တို့ကလည်းအရှိကိုတက်တယ်သူတို့ကလည်းလာတယ်ရွာတွေမှာသွားပြီးထိတ်လိုက်သွားတိုးတဲ့အချိန်မှာကျွန်တော်တူမီတွေနဲ့ပြစ်တယ်တူမီနဲ့အရင်ပြစ်ဆိုသူတို့3-4ယောက်တည်းလဲပြီးတဲ့အချိန်မှာဒီကောင်တွေကပြန်ပြစ်တာ60တွေရော81တွေရောနောက်ဆုံးဟိုဘယ်လိုဖြစ်သွားဆိုသူတို့ပိတ်မိသွားတဲ့ပုံစံမျိုးဖြစ်သွားတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ကလည်းကြည်မရှိတော့မပြစ်နိုင်တော့တဲ့အချိန်မှာသူတို့ကလည်းဟိုပိတ်မိနေတဲ့ပုံစံမျိုးဖြစ်နေကြမှာလေရင်အကူကြီးလာအမှလေရင်စကြေးခံရတာပေါ့ဒီဆိုပွဲမှာပဲလေရင်2စီးနဲ့ကျွန်တော်တို့အကြေးခံလိုက်ရတယ်အကြေးခံမှာအဲ့တော့မှဒီတိုက်ပွဲဆိုတာဒါမျိုးကြီးလားဆိုတော့ဟိုစိတ်ကဝင်သွားတော့နောက်ပိုင်းကျတော့ရတယ်အဲ့မှာလက်နက်တွေတချို့ရတဲ့ခါကြီးရှိတော့ကိုယ့်ကိုအားမကြောက်ချလို့ရနေရပဲဒီကောင်လေးတွေလူပဲငါတို့လူပဲဒါပေမဲ့ငါတို့စစ်သားတွေဒီပြည်သူဥတီပြီးတော့တိုက်ရတဲ့ပွဲဖြစ်နေတဲ့အတွက်ချမှာပဲဆိုပြီးတော့စိတ်သက်မျိုးမျိုးကိုတန်မောင်မွေးပြီးတော့ငယ်ချင်းတွေနဲ့ဆွတ်ခေါ်ပြီးတော့ပဲဒီလိုပဲချခဲ့ရတာပေါ့
အခုတော်လိုင်း9နှစ်ကျော်ကြာလာတဲ့အချိန်မှာကျွန်တော်တို့စပြီးတော့တော်လေးရောက်ခဲ့ရတဲ့ပြန်ပြီးတော့တွားရတော့မှာပေါ့ဘယ်လိုကြုံတွေ့ရဆိုကျွန်တော်တို့တော်လေးရောက်တယ်ပြန်ဆင်းလာတယ်လက်နက်ခဲရမပြည့်စုံယူနီဖောင်းမရှိဘူးခဏဆိုတာလည်းမရှိဘူးအဲ့လိုနဲ့ဆင်းလာတဲ့အချိန်ကနေပြီးတော့ကြုံတွေ့ရတာအဓိကလက်နက်ခဲရကြုံတွေ့ရတာပဲကျွန်တော်ဆိုလို့ရှိရင်တနက်ကို2ယောက်တစ်လက်ကင်တယ်ကျွန်တော်ကြည်ဖြစ်ပြီးတယ်ကျွန်တော်ရဲဘော်တယောက်ကပြစ်တယ်သူညောင်းသူပြစ်လို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြစ်တယ်တစ်လက်ကို2ယောက်ကင်ရတာပေါ့အဲ့ကနေစားခဲ့ရပဲအဲ့တော့လူ90ရှိရင်တနက်က10လက်လောက်ပဲရှိတယ်အဲ့လိုမျိုးနဲ့စပြီးတိုက်ခဲ့ရတာပေါ့အခုနောက်ပိုင်းမှာကျတော့ယူနီဖောင်းဆိုလို့ရှိရင်လည်းလူစည်းရလာတယ်တနက်ဆိုလို့ရှိရင်လည်းလူစည်းရလာတယ်လက်နက်ခဲယမ်းဆိုလို့ရှိရင်လည်းတဖြည်းဖြည်းပြည့်စုံလာတယ်ပေါ့ပြည့်စုံလာတဲ့အနေမှာကျွန်တော်တို့ကပို့ပြီးတော့စိတ်ကပုံမြင့်လာငါတို့ကငကိုတော့ယူနီဖောင်းတော့မရှိပဲတိုက်ခဲ့တာအခုကြီးကဆိုရဲတဖြည်းဖြည်းဆင်းလာတယ်ပေါ့လက်နက်ဆိုလည်းပြည့်စုံလာတယ်အဲ့လိုအချိန်မှာပြည့်စုံလာတဲ့အချိန်မှာကျွန်တော်တို့ကစိတ်ကပို့ပြီးတော့မာလာတာပေါ့ပို့ပြီးတော့တိုက်လို့ခိုက်လို့စိတ်ပုံများလာတယ်ဒီလက်နက်ဆိုလို့ရှိရင်လည်းအခုတရင်တစ်ခွဲကြီးချပေးတယ်အပေါ်ကလည်းချပေးတယ်ကျွန်တော်တို့တိုက်ပြီးတော့လည်းယူတယ်ဒါမျိုးကြီးအမျိုးလက်နက်တွေကတော့ပြည့်စုံလာတာပေါ့အရင်အခက်ခဲနဲ့ဆိုလို့ရှိရင်အရင်တော့တူမီကင်ပြီးတော့ပြည့်ရတာနဲ့အခုမောင်းမြန်ကင်ပြီးတော့ပြည့်ရတာနဲ့ကတော့အများကြီးကွာတာပေါ့အများကြီးကွာတယ်အခုနောက်ပိုင်းရဲဘော်တွေဆိုလို့ရှိရင်တင်တန်းတက်ပြီးတော့ပြန်ဆင်းလာပြီဆိုတာနဲ့သူတို့မှယူနီဖောင်းပြည့်စုံနဲ့တနန်းနဲ့လွယ်ပြီးတော့ဆင်းလာတယ်ကျွန်တော်တို့ခက်ခဲနေဆိုလို့ရှိရင်တော့တခြားစီပေါ့ကွာတာပေါ့အများကြီးတိုးတက်လာမှုရှိတာပေါ့ငကိုတော့ကျွန်တော်တို့စီကမ်းမိုင်းပေါ့တင်တန်းတက်တယ်ပြန်ဆင်းလာတယ်အစုဖွဲ့ဆိုတဲ့ကိုယ်ပြောမလို့တစ်ဖွဲ့စာလောက်ကလေးပဲအစုဖွဲ့ဆိုတာရှိခဲ့တယ်အခုနောက်ပိုင်းထပ်တိုးပြီးတော့တက်လာတာကအောင်မြင်မှုတွေရလာတဲ့အမျှတရင်တက်ဖွဲ့တွေစူးစီးမှုတွေစိတ်သက်ခိုင်မာမှုတွေဒါအများကြီးတိုးတက်လာတယ်ပေါ့တရင်နဲ့တရင်ဆိုလို့ရှိရင်လည်းညီကိုတွေကိုမဟာမိတ်တွေလို့ပူးတွဲလှုပ်ဆောင်ကြတယ်ငကိုတော့ကျွန်တော်တို့လောက်ခဲ့တဲ့အချိန်တုန်းကဆိုလို့တောင်ပေါ်ကနေဆင်းလာတဲ့အချိန်မှာဆိုလို့ရှိရင်စီကန်းဆိုတာလည်းဘာမှမသိဘူးဒီလက်နဲ့ကိုင်းနေစစ်ကောင်စီချလို့ရရင်ချမယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့မှာစိတ်ထဲမှာရှိတယ်အခုနောက်ပိုင်းကျတော့သူ့ဘာနဲ့သူစီးစနစ်တကြပေါ့ဒီကလွတ်ရင်ဒီကဖြစ်တော့မယ်ဒါမှားလားမှန်လားဒါမျိုးကြီးအစစီကံပိုင်းတွေရောတိုင်းတစ်ခွဲအနေနဲ့အများကြီးတိုးတက်လာမှုတော့ရှိပါတယ်နောက်ဆုံးထူးခြားတာကျွန်တော်မှ9ရောက်ရရှိ9ရောက်ရချတယ်10ရောက်ရှိရင်10ရောက်ထချတယ်သူတို့လာတာကိုကျွန်တော်တို့စောင့်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီသူတို့ရဲ့လှုပ်ရှားမှုရန်သူရဲ့လှုပ်ရှားမှုကျွန်တော်ကြည့်ပြီးတော့တုံးတက်ပြီးတော့ချတာပေါ့အခက်ခဲကတော့ငကိုကြံခဲ့တဲ့9နှစ်ကလေးကခက်ခဲပေါင်းများစွာနဲ့ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့အပိုင်းကနေစပြီးတော့အခုချိန်မှာကျွန်တော်တို့ပြည်စုံတဲ့တက်တစ်ခုဖြစ်တည်ထောင်ပြီးတော့အရှိကိုဆက်နေပြီပေါ့ဆက်နေချိန်မှာကျွန်တော်ကတော့ချလို့ရရင်ချမယ်အပေါ်ကကွန်မန်းကိုကျွန်တော်ကြည့်တယ်ချလို့ရရင်ချမယ်လုပ်လို့ရရင်လုပ်မယ်ဒီတိုင်းပဲနေကြတယ်ကျွန်တော်တို့စုံမှုထားတဲ့နေမြေမှာဆိုလို့ရှိရင်အခုဆိုစစ်ကောင်စီဆိုလို့ရှိရင်လေရင်နဲ့မကြခဏလာကျဲတာမျိုးတို့ဒီလက်နက်ကြီးပစ်တာမျိုးတို့ဒုံးနဲ့လာချတာမျိုးတို့မကြခဏတော့ရှိရပေါ့ရှိတာလဲကျွန်တော်တို့လာချတာမဟုတ်ပြည်သူတမင်ကချတာဘာဖြစ်လို့ပြည်သူကကျွန်တော်တို့ဘက်မှာရက်တည်နေပြီဆိုပြီးတော့ရွာကိုတမင်ကမဲတဲ့ပုံစံမျိုးနဲ့လေရင်ပစ်တယ်လက်နက်ကြီးပစ်တယ်ပြည်သူတွေမနေရအောင်လုပ်တယ်စိတ်ကြစရာကတော့ဒီပြည်သူတွေနဲ့ပတ်သက်ပြီးတော့မကြားဘူးရယ်နောက်တစ်ခုကျွန်တော်တို့မှာကတိုက်ပွဲဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာအလှင်မမီတာပေါ့စေဝါအလှင်မမီတာရှိတယ်စေဝါလင်မမီတာဆိုလို့ရှိရင်ကျွန်တော်တို့ရဲဘော်တွေအသက်တွေပေးဆိုင်သွားတာရှိတယ်ဒါကတော့မလိုအပ်ဖက်နဲ့ပေးဆက်မှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတာပေါ့အခက်ခဲလေးတော့ရှိလာပါတယ်
ကျွန်တော်ငကိုတော့ကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေဆိုလို့ရှိရင်အများကြီးกว่าငကိုတော့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီမုတ်တုံးတော်မှာ5ယောက်စားရတဲ့ပုံစံမျိုးကြီးရှိတယ်အသားငါစားခြင်းလို့မစားရတဲ့အခက်အခဲကြီးရှိတယ်အခုဒီနေရာတစ်ခုရောက်လာတဲ့အချိန်မှာကျွန်တော်တို့နေပြန်ရောက်လာတဲ့အချိန်မှာကိုစားခြင်းတာဝယ်စားလို့ရတယ်ဟိုအခက်အခဲကတော့ရှိပေမဲ့ဟိုငကိုအခက်အခဲကိုတော့လုံးဝမမီဘူးပေါ့လုံးဝမမီငကိုတော့ကကျွန်တော်တို့တော်တော်လေးဒုက္ခရောက်ခဲ့တယ်အဲ့ဒုက္ခရောက်ခဲ့တဲ့အခက်အခဲတွေတောင်မှဟိုကျွန်တော်တို့ရတဲ့နီးနဲ့ရတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဖြတ်သန်းခဲ့တယ်ဖြတ်သန်းခဲ့တဲ့အချိန်မှာတော့ကျွန်တော်ကြံ့ကြံ့ခံပြီးတော့စိတ်တမမာနဲ့ကျွန်တော်ရှေ့ဆက်ခဲ့တယ်ဒါပေမဲ့အခုအချိန်မှာရောက်လာတဲ့အခက်အခဲကြတော့ကျွန်တော်တို့တော့တိတ်ပြီးတော့ထူးထူးခြားခြားတော့မရှိတော့ပါဘူးဒီအခက်အခဲကကျွန်တော်တို့ငကိုတော့ကကြုံခဲ့ရတဲ့အခက်အခဲနဲ့အများကြီးတော့ဟိုရတာပေါ့ရှေ့ဆက်ကတော့ရတဲ့နည်းနဲ့တော့ချရမှာပဲဆိုတာကချတဲ့နောက်မှာကျွန်တော်တို့တူးတယောက်တည်းတစ်ဖွဲ့တိုက်လို့လည်းမရဘူးအဖက်ဖက်ကပြည်စုံနေမှဟိုဒီတော်လိုင်းရဲ့အများဆုံးပြီးမှာပေါ့ပြီးတဲ့အချိန်မှာလည်းအခုကျွန်တော်တို့ဒီတောင်ပိုင်းတိုင်းဆိုလို့ရှိရင်ဒါဟိုအထက်ကလူကြီးတွေနေပြန်ကိုစင်ကြီးပြီးတော့ဟိုဘာလိုအပ်ချက်တွေရှိတယ်ဟိုဒါမျိုးတွေကိုလိုက်ဖြည့်ပြီးတော့ရုပ်တရင်တစ်ခွေအနေနဲ့ဟိုလှုပ်တဲ့နောက်လှုပ်ပြီးတော့စီယုံရေးပိုင်းသူ့မဟုတ်နီးပညာပိုင်းပညာရေးပိုင်းဟိုအားကောင်းလောင်ပို့ပြီးတော့ကျွန်တော်တို့လုပ်ရမယ်လို့တော့ကျွန်တော်ကထင်တယ်အခုလေးပြည်သူတွေကျွန်တော်တို့ယုံကြည်မှုတွေပျောက်လာတာမျိုးရှိတယ်ကိုရဲဘော်တွေယုံကြည်မှုပျောက်လာတာရှိတယ်အဲ့ဒါတွေဒီဟိုခဏတစ်ဖြုတ်ဖြစ်တဲ့အရာလေးတစ်ခုမှစိတ်တက်မကြသွားဘူးပဲလိုတာပေါ့ဒီအနေနဲ့ကတော့ကျွန်တော်တို့ယုံကြည်မှုမပျောက်စေချင်တာပေါ့ဒီစစ်ကောင်စီအောက်မှာနေပြီးတော့စစ်ကောင်စီကိုထောက်ခံနေမယ်ဆိုလို့ရှိရင်နောင်လာမဲ့မျိုးဆက်တွေကျွန်တော်ပညာရေးလူမှုရေးဟိုအများကြီးထိခိုက်တယ်ပေါ့အများကြီးထိခိုက်ပြီးတော့စိုးရိုးတွေအများကြီးပေါ်လာတယ်ခေတ်ဆက်ဆက်မှာလဲစစ်ကောင်စီကဒီလိုဝါဒဖြန့်မှုတွေတရင်မှလွှင့်တာတွေအများကြီးလုပ်ကြတယ်လက်ရတော့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ပြောစကားကြီးအများကြီးယုံသွားကြရရှိတယ်ရှင်းချင်မှာအဲ့ချိန်မှာကျွန်တော်တို့ကြုံတွေ့နေရကျွန်တော်တို့လုပ်နေရတဲ့အခက်အခဲကြီးကျွန်တော်တို့သိတယ်ကျွန်တော်တို့ဘာမှဖြစ်ဘူးဆိုတာလည်းကျွန်တော်တို့ယုံကြည်တယ်ပြည်သူတွေအနေနဲ့ကိုသားသမီးကိုရှေဟိုနေထိုင်မှုပေါ့လုံလုံညုံညုံနေရတာတဲ့ဒီစစ်ကောင်စီလက်ထက်မှာနေရတယ်ဆိုရှင်အခုအများတွေ့နေကြတဲ့အတိုင်းပဲပေါ်တာဆွဲတာတစ်မျိုးဟိုဓမြတိုင်းမှုဖြစ်တာတစ်မျိုးလူရမ်းမှုဖြစ်တာတစ်မျိုးနဲ့ဒီမလုံမကြုံတဲ့ဘဝကြီးမှာတစ်သက်လုံးနေတာနဲ့ဆိုင်ဟိုကျွန်တော်တို့နဲ့လက်တွဲပြီးပူးပေါင်းပြီးတော့ဒီအာဏာရှင်ကိုတွန်းလှန်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အနာဂတ်တွေလည်းလှပလာမယ်အောင်မြင်မှုတွေလည်းအများကြီးရလာမယ်ပေါ့ပြည်သူတွေအနေနဲ့ကတော့ဘာမှစိတ်တမကြပါနဲ့ကျွန်တော်တို့ကရတဲ့အင်အားနဲ့ရတဲ့ခွန်အားနဲ့ရတဲ့ရှိတဲ့လက်နက်နဲ့တယောက်ချင်းတယောက်တည်းကျွန်တော်တိုက်သွားမှာပါဒီစစ်ကောင်စီလက်ထဲရွာဘက်ကနေထိန်းချုပ်မှုအောက်မှာနေပြီးတော့ဒီကျွန်တော်တို့ပြည်ရက်တွေဒီဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးတော့ဟိုတွေးပြီးတော့စစ်ကောင်စီကိုပါသွားတာမျိုးရှိတယ်အဲ့လိုလူမျိုးတွေကလည်းဟိုဆိုလိုချင်ကျွန်တော်တခုပြောချင်တာမကြခင်ရောက်လာမှာပါစစ်ကောင်စီထိန်းချုပ်မှုအောက်မှာနေလဲကျွန်တော်တို့ရောက်လာမှာပါဘယ်နေရနေဟိုမလွတ်ဘူးဆိုတာတော့အသိပေးခြင်းနေပေါ့